မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တို့ဖုန်းကနေဒီ original notebook မဟုတ်ဘဲနဲ့စာအုပ်တအုပ်လိုမျိုးကိုလိုချင်တဲ့ file ကိုဘယ်လိုမျိုးသိမ်းမလဲဆိုတာကိုကျွန်တော်ပြောပြပါမယ်ဒီ file လေးဖြစ်ပါတယ် notebook ဆိုတာလေးဖြစ်ပါတယ်ဒီ notebook ကို Play Store မှာ download လိုက်ပါအဲ့ဒီ notebook ရဲ့အားသာချက်ကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ဒီ email နဲ့ကိုယ့်ရဲ့ account နဲ့ဝင်လို့ရတယ်ကွာဒီမှာကိုယ့်ရဲ့ email account နဲ့ဝင်လို့ရတယ်ဆိုတော့ကျွန်တော်ကဒီsign in ကိုဝင်လိုက်ပြီဆိုလို့ရှိရင်ဥမာဒီဖုန်းတစ်ခုလုံးပြတ်သွားတယ်ပျောက်သွားတယ်ဆိုပေမဲ့ဒီနောက်တစ်ခုမှာကိုယ့်ရဲ့ email နဲ့ဝင်မှဆိုလို့ရှိရင်ဒီမှာကိုယ့်ရဲ့ note ကဘယ်တော့မှပျောက်မှာမဟုတ်ဘူးတချို့ဒီ original note မှာဆိုလို့ရှိရင်email ဖုန်းပျောက်သွားရင်တော့ဒါပျောက်သွားတယ်ပေါ့လေဆိုတော့ကျွန်တော်ကဒီ file ဟာဆိုလို့ရှိရင်ကိုမှာemail login ဝင်လို့ရတယ်ဆိုတော့ကျွန်တော်ကဒီကအသာချက်ကဘာလဲဆိုရင်ဒီမှာ log ခက်လို့လည်းရတယ်ကျွန်တော် log ခက်ထားတာပေါ့နော်ဒါဒီကောင်ကိုကျွန်တော် log ခက်ထားတယ်ဒီမှာကိုယ့်ရဲ့ကျွန်တော်ရဲ့ account အများကြီးရှိတယ်ပေါ့နော်ဒီမှာအဲ့ဒါကိုကျွန်တော်ကျွန်တော်ရဲ့ account တွေကိုအများကြီးဒီမှာ log သိမ်းထားတာဖြစ်ပါတယ်ဆိုတော့ဒီမှာလည်းပဲကျွန်တော်ရဲ့ဒီ Premiere Pro နဲ့ပတ်သက်ပြီးမှကျွန်တော်message တွေလုပ်ထားတယ်ပြီးလို့ရှိရင်ကိုမှဒီမှာကိုထေးချင်တဲ့စီစဉ်တာအများကြီးရှိတယ်ကွာဒီလားပြီးလို့ရှိရင်ဒီမှာကိုက note အတိဒီထက်မှာ note တစ်ခုဒီ title ထက်မှာကိုကနောက်အတိတစ်ခုထည့်ချင်တယ်ဆိုလို့ရှိရင်ဒီမှာအပေါင်းလေးကိုနှိမ့်လိုက်အပေါင်းလေးကိုနှိမ့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကိုကြိုက်တာရေးလို့ရတယ်ဥပမာဒီမှာလေးပဲသူတို့ကပြပေးထားတယ်ကွာစီရင်စရာတွေလုံးမလားဒီမှာစီရင်တွေလုံးမလားနံပါတ်စင်တွေတက်မလားခြာရေးလို့ရတယ်နောက်တစ်ခုကဒီမှာ note အတိတွေဖော်လို့ရတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီ note cover လေးကျွန်တော်တို့ကိုကြိုက်တယ်လို့ဒီမှာနှိမ့်လိုက်ဒီမှာကိုကြိုက်တယ်လို့ဒီမှာ select lot ခက်လို့ရတယ်ဒီမှာselect all လုပ်လို့ရတယ်လို့ဒီမှာကိုယ့်ရဲ့လုံးချင်တဲ့ဒီ note ရဲ့ theme ကိုကျွန်တော်ကဒီမှာinform လေးမှာဒီမှာရှိပါတယ် try cover ဆိုမှဒီမှာရှိပါတယ်ခင်ဗျာကိုကြိုက်တဲ့ cover ကိုဒီမှာရွေးလို့ရပါတယ်เนาะဒါကို email နဲ့ဝင်လို့ရတာဖြစ်ပါတယ်ကိုကြိုက်တဲ့ပုံစံမျိုးဒီမှာ theme လေးထားလို့ရပါတယ်free version ဖြစ်ပါတယ်ဒီမှာ personal pay ဝယ်လို့ရပါတယ်ခင်ဗျာအဲ့ဒါကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်